မင်္ဂလာပါလူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ကျမ်းမာတက်ကြွပြီးတောက်ပနေတဲ့ energy မျိုးကိုမြင်မှုကြမှာပါအဲ့ဒီလိုအရှိန်အဝါမျိုးကိုပုံဖော်ဖို့ healthy ဆိုတာတဲ့ပိုပြည့်စုံတဲ့စကားလုံးရှိပါတယ်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအပြစ်ပြောစရာမရှိအောင်ကောင်းမွန်နေတဲ့သူကို a picture of health လို့သုံးကြည့်ပါဒါကကျန်းမာခြင်းရဲ့ပြရုပ်တစ်ခုလို့စံထားရလောက်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါမှမဟုတ်တကယ်လို့ကိုကနေသိမ့်မကောင်းဘူးဒါပေမဲ့ sick လို့လဲပုံတုံးကြီးမသုံးချင်ဘူးဆိုလို့ရှိရင်တော့ under the weather လို့သုံးကြည့်ပါဥပမာစာကြောင်းလေးတစ်ကြောင်းပြောပြပါမယ်ချင်းဆိုမှုတစ်ခုကိုညင်းကျင်တယ်ဒါပေမဲ့ရိုင်းလဲမရိုင်းကျင်ဘူးအဲ့ဒီလိုမျိုးဆိုလို့ရှိရင်ဒီလိုမျိုးလေးပြောကြည့်ပါI'm feeling a bit under the weather today so I'll be staying in ဒီနေ့နေသိမ့်မကောင်းလို့အပြင်မလိုက်တော့ဘူးเนาะအပြင်မထွက်တော့ဘူးเนาะလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးပြောလိုက်ခြင်းကကိုယ့်ရဲ့ကျန်းမာရေးပြဿနာကိုတစ်ဖက်လူကိုအသေးစိတ်လဲရှင်းပြနေစရာမလိုဘူးရိုင်းလဲမရိုင်းလဲညင်းဆိုနည်းအဖြစ်သုံးလို့ရတဲ့စကားလုံးဖြစ်ပါတယ်ဟုတ်ပါပြီဒီနေ့ညံစမ်းလေးတစ်ခုပေးခြင်းပါတယ်ကျွန်မဒီနေ့ပြောသွားတဲ့စကားလုံးတွေထဲမှာ under the weather ဆိုတဲ့စာလုံးအကြောင်းပါဒီစာလုံးကနေမကောင်းဖြစ်တယ်လို့ပြောတာပေါ့နော်အဲ့တော့နေမကောင်းဖြစ်တာကိုဘာလို့ under the weather ရာသီဥတုရဲ့အောက်ကိုရောက်နေတယ်လို့ခေါ်တာလဲ A ရှေးခေတ်ဆေးပညာရှင်တွေကြောင့်လား B သင်္ဘောသားတွေရဲ့သမိုင်းကြောင်းကြောင့်လားပေါ့နော်အဖြစ်မှန်ကိုသိရဆိုလို့ရှိရင် comment မှာရေးခဲ့ပေးပါအောင်နော်အားလုံးဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် Stay sharp bye bye Subscribe to my channel for more English lessons.